ANS Channel ကနေအားလုံးကိုကြိုဆိုပါရရှင်။ဒီနေ့မှာတော့လေအမှန်တရားဆိုတာပါလေလင်းညာချင်းဆိုတာပေးဟာလေဆိုတာကိုလုံးဝခွဲခြားလို့မရတော့လောက်အောင်ရှုပ်ထွေးသွားစေမယ့်ဇလန်တစ်ပုဒ်အကြောင်းပြောပြချင်ပါတယ်။ဒီရုပ်ရှင်ရဲ့နာမည်ကဒုက္ခပါ။ကြည့်နေတဲ့သူတွေကိုလေဟဲ့ဘသူကိုယုံရမှာလဲဘသူကလူကောင်းလဲဆိုတာကိုဇလန်အစာခနဲ့အဆုံးထိမိခွန်းကြီးအထက်ထက်ထိုးစေမယ့်ဇလန်မျိုးပေါ့။အရာလုံးကကိုထင်းတယ်လို့ဖြစ်မလာတဲ့အခါအမှန်တရားဆိုတာကလည်းအလွာလေးအထက်တင်နေဖုံးကွယ်ထားတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကိုကျွန်မနဲ့အတူတူချရခက်လိုက်ကြည့်ကြအောင်နော်။ကဲဇလန်လေးကတော့တာမန်လေးများကြားကပြဿနာလေးတစ်ခုကနေအဆက်ဖြူလာပါတယ်။အထီးကစကောင်လေးကတော့ခပွန်ဖြူတဲ့ယထနဲ့စနီးဖြူသူစန့်ကြည့်ပါ။သူတို့နှစ်ယောက်ရဲ့အိမ်ချုံရေးကအပြင်းပန်းကြည့်ရတော့အေးချမ်းချမ်းပါပဲ။ဒါပေမဲ့အတွင်းမှာတော့အကြောင်းတွေကြွတ်ပေါ်နေပေါ့။စန့်ကြီးကဒီအိမ်ချုံရေးကိုလုံးဝအဆုံးသတ်ချင်နေပြီးယထကိုကွာရှင်းပြေးဖို့အမြဲလို့တောင်းဆိုနေတာပေါ့။အဲ့ဒီသူတို့ကြားကတင်းမာမှုတွေကပဲနောက်ဆက်တွဲဖြစ်လာမဲ့ဆက်ရှုကြီးတစ်ခုလုံးရဲ့ပထမဆုံးမီးပွားလေးဖြစ်လာခဲ့တာပါပဲ။ဒီလိုနဲ့တနေ့မှာပေါ့သူတို့ဘဝအထက်ကိုဘယ်သူမှထင်မထားတဲ့အဖြစ်ဖြစ်ကြီးတစ်ခုတိုင်းခနဲ့ဝင်လာပါတော့တယ်။ပေတံကြခံနေရတဲ့ကက်ရှမီရာအကြံဖက်သမားတစ်ယောက်ဖြစ်တဲ့ဂူကရဲတွေလက်ကနေထပ်ပြေးလွတ်မြောက်သွားပြီးကန်ဆိုးချင်တော့စံကြီးနေတဲ့တိုက်ခန်းထက်ကိုအတင်းဝင်ပြီးတော့သူ့မကိုသားစာခံအဖြစ်ဖမ်းဆီးထားလိုက်ပါတယ်။အပြင်မှာတော့ရဲကားတွေတင်းထောက်တင်နဲ့ပတ်ဝန်းကျင်တစ်ခုလုံးပလော့ရိုင်နေချင်းအလုတ်ကနေပြန်လာတဲ့ခမွန်းတိရသွားတယောက်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာတော့လုံးဝကိုတုံလုတ်ခြောက်ချသွားခဲ့ပါတော့တယ်။ဟုတ်ပြီဒီနေရာကစပြီးတော့ဇလန်ကအယောင်ပြောင်းသွားပါပြီ။တက်ခန်းအပြင်မှာစိုးရင်တရီဖြစ်နေတဲ့ခင်မွေးစီကထွက်လာတဲ့ဇလန်ရဲ့တက်ခန်းထဲမှာအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ဇနီးစီကထွက်လာတဲ့ဇလန်ရဲ့လုံးဝကိုတခြားစီတယောက်နဲ့တယောက်တိုက်ရိုက်ဆန့်ကျင်နေတဲ့ဇလန်နှစ်ပုထွက်ပေါ်လာပါရဲ့ဒီဇလန်နှစ်ခုကပဲရဲတွေကိုရောကြည့်နေတဲ့ကျမတို့ကိုပါအမှန်တရားရဲ့ဝင်ကားပါတဲ့ကိုတဖြည်းဖြည်းချင်းဆွဲခေါ်သွားတော့မှာပါဒီမာတင်ဇလန်ကနှစ်ချမ်းခွဲသွားတာပါခင်ပွန်းဒီယာသတ်ကရဲရရှိချုပ် ACP Harish Chandra ကိုပါပြောလဲဆိုတော့ကျွန်တော်အမိမဆွန်ချီမှာစိတ်ကစင်ကလျာယောဂ delusional disorder ရှိပါတယ်တဲ့သူမကအမှန်တရားနဲ့စိတ်ကူးရင်ကဘာကိုမခွဲခြားနိုင်တော့ဘူးအရာအန္တရာယ်များတဲ့သူပါဆိုပြီးရှင်းပြတယ်တစ်ဖက်မှာတော့တိုက်ခန်းထဲမှာဓာတ်စာခံဖြစ်နေတဲ့ဆွန်ချီကသူ့ဖန်ထားတဲ့အကြမ်းဖက်သမားကိုငါယောက်ျားကဖောက်ပြန်နေတာငါကိုအယူတော်ဒီငါပိုင်ဆိုင်မှုတွေအကောင်လူယူဖို့အကြံနေတာဆိုပြီးရင်ဖွင့်ပြန်ရောကဲဘုရုစကားကိုယုံရမလဲယာရတ်ကသူ့ဘက်ကဇလန်ကိုပို့ပြီးခိုင်မာတော့အောင်အထောက်အထားတွေနဲ့တကွပြောပြပါတယ်။သူကစန်ချီကိုစိတ်ငြိမ်စည်းတွေနေတိုင်းခိုးတိုင်နေရတဲ့အကြောင်းဖွင့်ဟဲတဲ့။ဒါတင်မကောသေးဘူး။တခါတုန်းကဆိုရင်စန်ချီယာသူ့ရဲ့စိတ်ကြောင့်မကြီးဆရာဝန်ဒေါက်တာဗီဂျာကိုဒေါက်တာပေါက်ကွယ်ပြီးအိတ်ကပစ္စည်းတွေနဲ့လိုက်ပြီးပေါက်ခဲ့တဲ့အကြောင်းကိုလည်းတက်ပြီးအမြင်နဲ့ပြောပြပြန်ပါတယ်။သူ့စကားတွေကစန်ချီယာတကယ်ပဲစိတ်မနှက်နဲ့သူတယောက်လားလို့ထင်ယောင်းထင်မှဖြစ်သွားစေလောက်အောင်ပါပဲ။တိတ်ခမ်းလေးမှာတော့စန်ချီကလည်းသူ့ဘက်ကအဖြစ်မှန်ဆိုတာကိုရှမ်းပြနေပါတယ်။သူ့ယောက်ျားရက်ဖားတိုင်နေတဲ့စီးတွေကသူ့ကိုခုဖို့မဟုတ်ဘူးတဲ့သူ့ကိုတဖြည်းဖြည်းနဲ့တကယ်ယူသွားအောင်အစိတ်ခတ်နေတာပါတဲ့ပြီးတော့သူ့ယောက်ျားနဲ့သူ့ဆရာဝန်ဗီဒီယိုတို့ဖောက်ပြနေတာကိုမျက်မြင်ကိုတွေ့ဖမ်းမိခဲ့တဲ့အကြောင်းလည်းပြောပြပါတယ်ဒီလိုတွေလုပ်ရတဲ့အထီးကအကြောင်းရင်းကတော့သူ့နာမည်နဲ့ပိုင်ဆိုင်ထားတဲ့အင်ချမ်းမြေတွေကိုလူယူခြင်းလို့ဖြစ်ကြောင်းကိုယုံကြည်သွားအောင်ရှင်းပြနေခဲ့ပါတယ်ဂျာဒီကအဂျမ်ဖက်တမ girls ကတော့ဟိုဘက်ကတစ်မျိုးဒီဘက်ကတစ်မျိုးပြောနေတဲ့လေမြန်းနှန်းရဲ့ဇလန်းကြီးကြားမှာတကယ်ကိုပြားများနေပါပြီသူကဓာစာခံကိုထိန်းချွေရမှာလားဒီလေများရဲ့အိတ်ထောင်ကြီးပြောင်းတာကိုနားထောင်ပေးရမှလားမထေတော့ဘူးသူ့အတော်တော့ဘသူကလိန်နေပြီးဘသူကအမှန်ကိုပြောနေမှပဲခွဲမရတော့ပါဘူးဒီအချိန်ကြီးကသူ့ကိုကောင်အမှန်တရားဆိုတာတကယ်တော့ရှိသေးရလားလို့မေးခွန်းပြန်ထုတ်လာစေတဲ့အထိပါပဲအချိန်ကြီးကတဖြည်းဖြည်းကုန်လာတင်းမာမှုတွေကလည်းအထွတ်ထိပ်ကိုရောက်လာချိန်မှာတော့ဒီဓာစာကန်ပြဿနာကြီးကခြေကွဲเสียဇက်သိန်းတစ်ခုနဲ့အဆုံးထပ်သွားခဲ့ပါတယ်အ ਨੇ ဆုံးတော့ဥပဒေရဲ့အမြင်မှာတော့အဖြစ်ဖြစ်ကရှင်းလင်းပြတ်သားနေခဲ့ပါတယ်လို့ဆိုရမှာပါနောက်ဆုံးအချိန်တွေမှာဘာတွေဖြစ်သွားလဲဆိုတော့စန်ချီယာဂိုးကိုသူ့နဲ့တူထုတ်ပြေးဖို့စီယုံခင်ပါတယ်။ဂိုးကလည်းသူ့မော်ကိုယုံပြီးတော့ဒီနှစ်ထက်ကကြီးစံနေကိုလို့ထုတ်လိုက်တယ်။ဒါပေမဲ့အောက်ကိုဆင်းဖို့ကျွန်းစားနေတော့မှပဲစန်ချီယာသူ့ကိုတစ္ဆာဖောက်လိုက်တယ်။ရဲဒီကိုဟဲ့သူတင်ထဲမှာကြီးမရှိတော့ဘူးဆိုပြီးကြဲကြီးအောင်ပြောလိုက်တာပါ။အချင်းတွေရှုပ်ရက်ခတ်နေတော့မှပဲယထာထက်ကငွေအိတ်ကြီးကင်ပြီးတိုက်ခန်းထဲကိုဝင်သွားခဲ့တယ်။ပြီးတော့မကြခင်မှာပဲဒိုင်းဆိုတဲ့တင်တဲ့တန်ကြီးကျင်းလောင်းစာထွက်ပေါ်လာခဲ့ပါတော့တယ်။ရဲဒီတိုက်ခန်းထဲကိုလီယာမြန်ပြေးဝင်သွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကတော့သွေးရိုင်ထဲမှာလဲကျနေတဲ့ဆန်ချီကသူ့ခံပွင့်ရာချရဲ့ရင်ကွင်းထဲမှာပဲတပ်ပြောက်နေခဲ့ပါပြီ။အကျန်းဖတ်သမားဂူကတော့အဒီကတန်တရားရှိသူဖြစ်နေအဲ့ဒီနေရာမှာပဲချက်ချင်းအဖမ်းခံလိုက်ရပါတယ်။တရားကွင်းမှာတော့ယာတာနဲ့ဂူတို့ရဲထွက်ဆိုချက်တွေကကွဲလွဲနေခဲ့ပြန်တော့ယာတာကဂူကသူမိမကိုတော်တာနဲ့ပစ်တက်ခဲ့တာပါလို့ထွက်ဆိုတယ်။
ကိုကတော့မဟုတ်ဘူးရတာကကျွန်တော်တနက်ကိုလူပေးစမ်းချီကိုပေးတက်ခဲ့တာပါလို့အခိုင်အမာငင်းဆိုခဲ့ပါတယ်ဒါပေမဲ့စုံစမ်းစစ်ဆေးရေးမှူး ACP Harish Chandra ကကိုဟာစိတ်မတည်ငြိမ်တဲ့သူဖြစ်ပြီးသူစကားတွေကယုံကြည်စရာမရှိပါဘူးလွတ်ကြံပြောနေတာပါလို့ထွက်ဆိုလိုက်တဲ့အခါမှာတော့အမှုရဲ့ဖြေကတစ်ဖက်သက်ကြီးဖြစ်သွားခဲ့ပါတယ်နောက်ဆုံးမှာတော့တရားရုံးကကိုစန်ချီကိုတိုက်ဖြတ်မှုနဲ့အပြစ်ရှိတယ်လို့ဆုံးဖြတ်ပြီးတေတံချမှတ်လိုက်ပါတယ်ဒါပေမဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်တေတံမစီရင်ခင်မှာစိတ်ကျမ်းမာရေးစေယုံကိုအရင်ပို့လိုက်တဲ့ဒီလိုနဲ့ဒီအမှုကြီးကတရားဝင်ပိတ်သိမ်းသွားခဲ့ပြီးခင်ပွင်းတီယာထတ်ကတော့တနာစရာကောင်းတဲ့မူဆိုးဖို့တယောက်အဖြစ်ကျင့်ရခဲ့တယ်ပေါ့ရှင်ကဲဇလန်ကဒီမှာပဲပြီးသွားပြီလို့ထင်စရာပဲနော်တရားခံတို့လည်းဖမ်းမိပြီးအမှုလည်းပြီးသွားပြီဆိုတော့လေဒါပေမဲ့တကယ်တမ်းမှာတော့ဇလန်စစ်ကအခုမှစတင်တော့မှာပါလက်စားမှုတွေရဲ့နောက်ွယ်ကတကယ်အမှန်တရားကိုစက်ပြီးဖော်ထုတ်ဖို့စိတ်ဝင်စားတဲ့ဆိုရင်တော့အခုကြည့်နေတဲ့ဒီတင်ဆက်မှုကိုလိုက်တစ်ချက်လောက်နေပြီးအားပေးခဲ့ဖို့မမိနဲ့နော်ကဲမိကုန်းတစ်ခုမြင်ကြည့်အောင်တကယ်လို့များရေးတဲ့တရားရုံးတွေကဆုံးဖြတ်ခဲ့တဲ့ဒီဇလန်တစ်ခုလုံးဟာအမှန်တရားမဟုတ်ခဲ့ဘူးဆိုရင်ဘယ်လိုလုပ်မလဲတကယ်ဖြစ်မှန်ကကျမတို့အားလုံးမျက်မြင်ကိုယ်တွေကြည့်ခဲ့ရတာရဲ့နောက်ွယ်မှာပုံဝဲနေခဲ့တယ်ဆိုရင်ရောဟာပါတယ်ဇလန်ကမှပြီးသေးပါဘူးဖုံးကွယ်ထားတဲ့အမှန်ကြားတွေကိုတလွာချင်းစီဖြန့်ခွာကြည့်အောင်ပထမဆုံးအနေနဲ့ခင်ပွန်းထန်းရာထားရဲ့အကြံစီကနေပဲစလိုက်ကြတာပေါ့တကယ်တော့စန်ချီပြောခဲ့တဲ့ဇလန်ကအမှန်ဖြစ်နေခဲ့ပါတယ်သူခင်ပွန်းရထားတာနဲ့သူ့ဆရာဝန်ဗီဒီယာတို့ဟာတိတ်တိတ်ပုံဖောက်ပြန်နေတဲ့ချစ်သူကြီးပါဗီဒီယာကစန်ချီကိုစိတ်ယောဂရှိတဲ့သူတယောက်လိုဖြစ်သွားအောင်ဆေးတွေပေးခဲ့ပြီးရထားရကအဲ့ဒီဆေးတွေကိုနေတိုင်းခိုးတိုက်ခဲ့တာပါသူတို့နှစ်ယောက်ရဲ့အဓိကရည်ရွယ်ချက်ကစန်ချီကိုအယူထောင်ဖို့ပြီးရင်သူမရဲ့ပိုင်ဆိုင်မှုအားလုံးကိုလူယူဖို့ပါပဲဒီတော့တကယ်တရားခံတကယ်ဘီလင်ကရထပ်ပဲပေါ့နော်သူကပဲသူ့မိမကိုထတ်ခဲ့တာဖြစ်ရမယ်ဇလန်ကအရှင်းသွားပြီလို့ထင်ရပါတယ်ဒါပေမဲ့ခဏလေးတကယ်ဒီလောက်ပဲလားဒီဇလန်မှာဒီထက်ပိုပြီးနှက်နဲ့ရှုပ်ထွေးတဲ့နောက်ထပ်လက်စားမှုအလွာတစ်ခုရှိနေသေးတယ်ဆိုရင်ရောဘယ်လိုလုပ်မလဲအခုမြင်တွေ့ရတော့မယ့်အရာကတော့ဒီဇလန်တစ်ခုလုံးကိုပြောင်းပြန်လန်ပေးမဲ့အထိတ်လန့်စရာအကောင်းဆုံးနဲ့အဆုံးစွန်လက်စားမှုကြီးပါပဲအထူးကဂျိုးကန်ချဲလက်သူဟာကျမတို့အားလုံးလုံးမကိုထင်မှတ်မထားတဲ့သူတယောက်ဖြစ်နေခဲ့ပါတယ်တကယ်ဒလန်အစ်စ်ကတော့တခြားသူမဟုတ်ပါဘူးဒီအမှုကိုစုံစမ်းစစ်ဆေးဖို့တာဝန်ယူခဲ့တဲ့ ACP Harish Chandra ကိုယ်တိုင်ပါပဲစန်ဂျီဟာသူကမောရတတ်ကိုတာမက ACP နဲ့ပါတေတေပုံဖောက်ပြန်နေကြတာပါသူမကအိမ်တော်ရှိတဲ့ ACP ကိုသူမိသားစုကိုစွန့်ပစ်ဖို့ချင်းချောက်လာတဲ့အခါမှာတော့ ACP ဟာသူမကိုရှင်းပစ်ဖို့အဆုံးဖြတ်ခဲ့တာပါဒါကြောင့်ထောင်နှစ်ထပ်ပြလာတဲ့အကြမ်းဖက်သမား goal ကိုအသုံးချပြီးဒီဒါစာခံပြတ်သမားအတူကြီးတစ်ခုလုံးကိုဖန်တီးခဲ့တာပါ goal ကိုစန်ဂျီကိုတပ်ပေးရင်လွတ်ငင်းချမ်းသာခွင့်ပေးမယ်လို့ကတိပေးပြီးဒီကစားကွက်ကြီးကိုစီစဉ်ခဲ့တာဖြစ်ပါတယ်ဆိုတာကအစနေအဆုံးကျမတို့မြင်တွေ့ခဲ့ရတဲ့ဒါစာခံပြဿနာကြီးဟာတကယ်တော့အမှုကိုစုံစမ်းစစ်ဆေးနေတဲ့ရဲရရှိချုပ်ကိုတိုင်းကသူ့ရဲ့ဖောက်ပြန်မှုကိုဖုံးကွယ်ဖို့အတွက်ဂျိုဒင်စီစဉ်ထားတဲ့လူသက်မှုဇလန်တပုတ်သားဖြစ်နေခဲ့တဲ့ဆိုတဲ့ကြောက်စရာကောင်းတဲ့အမှန်တရားကပေါ်ပေါက်လာခဲ့ပါတယ်ရှင်။ရတာကစန်ချီကိုလင်ခဲ့တယ်။စန်ချီကကြတော့ရတန်ကိုရော ACP ကိုပါလင်ခဲ့တယ်။ ACP ကတော့အလုံးထိတ်ဆုံးကနေလူတိုင်းကိုလင်ရခဲ့ပြီးကြားတဲ့ကဂူးကတော့လူတိုင်းရဲ့လဲစားမှုတွေကိုခက်လဲရတဲ့ကစားစီရရုပ်သေးလေးတစ်ခုသာဖြစ်ခဲ့ရရှာတာပေါ့။ဒီဇလန်ကနေကျမတို့တက်ရရှိနိုင်တဲ့တန်ဖိုးရှိတဲ့သင်ခန်းစာကတော့ကိုမြင်နေကြားနေရတဲ့အရာတိုင်းကိုမျက်စိမိတ်ပြီးမယုံကြည်လိုက်ဖို့ပါပဲအထူးသဖြင့်သတင်းမီဒီယာတွေဒါမှမဟုတ်ဩဇာအာဏာရှိတဲ့သူတွေကတံပြလာတဲ့ဒါကအမှန်တရားပဲဆိုတဲ့အရာတွေကိုအမြဲတမ်းတန်တရားမျက်စိနဲ့ကြည့်ပြီးမေးခွန်းထုတ်တတ်ဖို့လိုအပ်တယ်ဆိုတဲ့သတိပေးချက်တစ်ခုပါပဲရှင်နောက်ဆုံးအနေနဲ့စမစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်လူတိုင်းကကိုယ့်ဘက်ကအမှန်တရားကိုကိုစီပြောနေကြတဲ့ဒီလိုကဘာကြီးမှာတကယ်အဖြစ်မှန်ဆိုလာကိုကျမတို့ဘလို့နည်းနဲ့များရှားဖွေတွေ့ရှိနိုင်ပါလဲဒီအကြောင်းအရာလေးကိုစဉ်းစားရင်းနဲ့ပဲဒီနေ့အတွက်တင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေ ANFS Channel မှာနောက်ထပ်တင်ဆက်မယ့်ဇာတ်လမ်းအကျဉ်းချုပ်တွေကိုလည်းဆက်လက်ကြည့်ဖို့နဲ့ Channel ကို Subscribe လုပ်ထားဖို့တိုက်တွန်းချင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်तो आपको ये शानदार मूवी कैसी लगी अगर अच्छी लगी तो कमेंट में ज़रूर बताएं